ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့တတိုင်းမဖန်တီးကြသေးရင်တော့ online ကနေဝင်ငွေရှာနည်းတစ်ခုကိုတည်သွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်တကယ်လို့ကိုက template တွေ element icon shape တွေ photo illustration တွေ video animation တွေဖန်တီးနိုင်နေဆိုရင်တော့ဝင်ငွေရှာလို့ရပြီပဲဖြစ်ပါတယ်ဒီဗီဒီယိုတစ်ခုတည်းနဲ့ Canva Contributor Program ကဘာလဲဘယ်လိုလျှောက်ထားရမလဲဘယ်လိုပတ်သက်ရမလဲဆိုတာတွေကိုရှင်းပြပေးသွားပါမယ် Canva Contributor ဆိုတာဘာလဲ Canva Contributor ဆိုတာကတော့ Canva platform ပေါ်မှာကိုယ်တိုင်လုပ်ထားတဲ့ template design element icon background တွေကိုတင်ပြီးလူတွေသုံးတိုင်း download လုပ်တိုင်းမှာ variety ပတ်သက်ရတဲ့ system ပဲဖြစ်ပါတယ်တခါလို့အချိန်ချင်းဝင်ငွေရအဲဒါကြောင့် Canva Contributor ကို passive income model လို့ခေါ်ပါတယ်Canva Contributor ကိုဘယ်လိုလျှောက်ထားရမလဲအဆင့် 3 ဆင့်ပဲရှိပါတယ်ပထမအဆင့်ကတော့ sign up လုပ် Google မှာအရင်ဆုံး Canva Contributor လို့ရှာမယ်ပြီးရင်ဒီအပေါ်ဆုံးလင်းထဲကိုတစ်ချက်ဝင်မယ်အဲ့မှာ application form ဖြည့်ရမှာဖြစ်ပါတယ်ပထမတစ်ခုက sign up လုပ်မယ်ဒုတိယတစ်ခုက portfolio တင်ရမယ်ဒီဘိုင်းကတော့အရေးကြီးဆုံးပါပဲ portfolio ထဲမှာ original design ဖြည့်ရမယ် copy မဖြည့်ရဘူး clean and modern style ဖြည့်ရမယ် design 5 ခုကနေ 10 ခုဆိုရင်တော့ပဲလုံလောက်ပါတယ် Google Drive ဒါမှမဟုတ် Canva link ကနေလည်းရပါတယ်နောက်ဆုံးတစ်ချက်ကတော့ approve ရပြီးရင် upload စ approve ဖြစ်ပြီဆိုရင် Canva Contributor dashboard ထဲကနေပြီးတော့ design တွေစတင် upload လုပ်ရပါပြီဒီချိန်မှာ consistency ကအရေးကြီးပါတယ် Canva Contributor မှာဘာတွေတင်နေလဲဆိုတော့ demand မြင့်တဲ့ content တွေဖြစ်တဲ့ Instagram post template YouTube template business presentation slide recent CV template icon set background လူတစ်ခုရှိပါတယ် simple plus reusable ဖြစ်ရမယ်ဒီဇိုင်းကြီးမလိုပါဘူးအသုံးချလွယ်ရင်ရပါတယ်နောက်တစ်ခုက Canva Contributor ကနေပတ်သက်ဘယ်လိုရှာလဲဘယ်လိုပတ်သက်ရလဲ Canva က download အရေးအတွက်ဒီဇိုင်းမျိုးစားပေါ်မူတည်ပြီးတော့ပတ်သက်ပေးတာဖြစ်ပါတယ် average income ကတော့ beginner ဆိုရင်တစ်လကို$10နေပြီးတော့$50တိရပါတယ်consistent upload ဆိုရင်တစ်လကို$100နေပြီးတော့$300တိရတယ်top contributor ထဲမှာပါတယ်ဆိုတော့$1000ထက်ကိုရပါတယ် upload လုပ်နေသေးရတော့ကိုယ့်ရဲ့ဝင်ငွေ income ကတိုးလာမှာဖြစ်ပါတယ်နောက်တစ်ချက်က payment ဘယ်လိုရလဲ Canva က Paybell တို့ Payoneer တို့နဲ့ monthly payout ပေးပါတယ်နိုင်ငံအလိုက်အခက်အခဲတော့နည်းပါတယ်နောက်တစ်ခုက Canva Contributor အောင်မြင်ဖို့ tip တွေကတော့ tip 1က trend ကိုလိုက်ပါ Instagram YouTube အဆိုင် business တန်းတွေကိုကြည့်ပါနောက်တစ်ချက်က keyword SEO မှန်အောင်ရေးပါ title tag description အဲ့အကုန်လုံးအရေးကြီးပါတယ်နောက်တစ်ခုက design တစ်ခုကို color font ပြောင်းပြီးတော့ version အများကြီးလုပ်ပါနောက်ချက်ကတော့ quality blurry messy design မတင်ပါနဲ့ beginner အတွက် strategy ကတော့ beginner ဆိုရင်ဒီလိုမျိုးစလုပ်ပါ Instagram YouTube template 10 ခုလုပ် quality focus နဲ့ approve ရအောင်လုပ်အပိုင်းမှာdesign 5 ခုကနေ 10 ခုထိ upload လုပ်3လနဲ့6လအတွင်းမှာ result ကိုမြင်ရမှာဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအသုံးဝင်တယ်ဆိုရင် like and subscribe လုပ်ပေးပြီးတော့နောက်ထပ် online income tips တွေကိုမလွတ်အောင်ကြည့်နိုင်ပါတယ်မေးချင်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာတော့ approve ဖြစ်လည်းပဲ Canva template area ကိုဆက်ပြောပြပေးပါမယ်